ကြမ်းခတ်ယူနေမဟုတ်ပဲဈေးနှုန်းမှာတက်တာလို့လူကြိုက်အများဆုံးဖြစ်နေတဲ့အိန္ဒိယနိုင်ငံထုတ်ဘရီအိုတွေကိုမိတ်ဆက်ပေးပါမယ်။ဒီဘရီအိုတွေမှာဆိုရင်တော့ရွေးချယ်စရာ၄မျိုးရှိတယ်။အာမခံအနေနဲ့ကတနစ်တိတိပါဝင်ပြီးတော့ကျူဘူလာတိုက်ဘရီအမျိုးအစားတွေပဲဖြစ်ပါတယ်။ကျူဘူလာဘရီဆိုတာကတော့ညီမတို့ဘရီအိုတွေကအဆစ် level ကိုအလွယ်တကူကြည့်ရှုတိုင်းတာနိုင်တဲ့ဒါမျိုးကျူတန်လေးတွေပါဝင်တာပဲဖြစ်ပါတယ်။တွဲဖို့အမျိုးအစားဖြစ်ပြီးတော့လူကြီးမင်းတို့ကြိုက်နေတဲ့ရာတွဲဖို့အင်ဘာတာတွေနဲ့ချိတ်ဆက်ပြီးတော့အရန်မီဘေးစနစ်ဆိုလာမီဘေးစနစ်ဖြစ်တက်ဆင်အသုံးပြုလို့ရသလို24 volt ဖြစ်မယ်ဆိုရင်လည်းနှလုံးစီရီချိတ်ဆက်အသုံးပြုလို့ရပါတယ်ဒီကောင်တွေမှာဆိုလို့ရှိရင်တော့ညီမတို့ဒီဘက်မှာ100အိုးလေးကနေစရှိမယ်ဒီထက်ကိုမှအမ်ပီယာဟော်ဝါများများအသုံးပြုခြင်းနဲ့ဆိုရင်တော့150အိုးလေးရှိပါတယ်နောက်ထပ်တစ်မျိုးအနေနဲ့ဆိုရင်တော့200အိုးရှိမယ်အမ်ပီယာဟော်ဝါအကြီးဆုံးဖြစ်တဲ့220အိုးဆိုပြီးတော့၄မျိုးတိတိလူချင်းမင်းတို့စိတ်တိုင်းကြရွေးချက်ဝယ်ယူအသုံးပြုလို့ရပါတယ်အာမခံလဲပါဝင်တဲ့တက်တန်းကြရှိစွာအသုံးပြုလို့ရမယ်အကောင်းစားအိန္ဒိယနိုင်ငံထုတ်ဘရီအိုတွေပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေဖြင့်ကစိတ်ဝင်စားလို့ဝယ်ယူအသုံးပြုလို့ရဆိုရင်တော့ညီမတို့ဆယ်ပြားစေး Pro Max ရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့3999တို့မှာလည်းအသေးစိတ်လေးဆက်သွယ်စုံစမ်းမေးမြန်းဝယ်ယူအားပေးလို့ရတယ်လို့ဆယ်ပြားစေး Pro Max ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးနဲ့ပြုံးလင်တောင်ကြီးမြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်ဆယ်ပြားစေး Pro Max ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့ကြီးတွေမှာဆိုရင်တော့ပို့ဆောင်ကအခမဲ့အိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေတာဖြစ်ပြီးအခြားနေဘက်ကအမှားများဖြစ်မယ်ဆိုရင်လည်းပစ္စည်းလေးတွေကိုကားဂိတ်မှတစ်ဆင့်ပို့ဆောင်ပေးပါရရှင်